မင်္ဂလာပါဆိုဒီနေ့ကျွန်တော် running shoes ကို review လုပ်တာမဟုတ်ဘဲနဲ့ရေမွေးကို first impression လုပ်ပါမယ် just a first impression ပါ so လာလာကို133ပါဆိုတော့ဒီရေမွေးကရင်ကလေးကတော်တော်လေးကျွန်တော်သဘောကျတဲ့ရေမွေးပေါ့နော်သူက sandalwood အထီးက dominant ဖြစ်တဲ့ရေမွေးပါဆိုတော့ဒီကောင်ကိုကျွန်တော် unbox လုပ်မယ်ပြီးသွားရင်first impression လုပ်မယ်ပေါ့ဆိုတော့သူ့ရဲ့ packaging က minimalist design ဆိုတော့ဒီမှာတော့ဒီလို design မျိုးကိုသူလုပ်ထားတယ်ပေါ့နော် okay so ဖောက်ကြည့်လိုက်ထဲမှာဒီလိုပါပဲခင်ဗျာဒါပါပဲကျွန်တော်ဘာမှမပါပါဘူး alright cap ကလေ minimalist ဖြစ်ပေမဲ့ဒီအဖုံးကတကယ်ကို premium ဆန်တဲ့အရေးသွေး quality ကိုခံစားရတယ်လုံးဝလေးပင်ပင်ရှိရပေါ့နော် okay optimizer oh အရန်ကိုတော်တော်လေးကို agent နဲ့အနှံ့လို့ပြောလို့ရဒီကောင်လေးအရင် versatile ဖြစ်တဲ့ဒီအနှံ့နောက်ပြီးတော့ unisex ဒါပေမဲ့ယောက်ျားလေးနဲ့ပို့ပြီးလိုက်လိမ့်မယ်မိန်းကလေးဆိုချင်တယ်ဆိုလို့ရအရန်ကြီးအဲ့လို masculine အရန်ဖြစ်ပြီးတော့လေအဲ့လိုဖြစ်နေအောင်မဟုတ် okay so long lasting ဘာညာတရကတော့ထုံးစံတိုင်းသုံးကြည့်ရမှာပဲဒါပေမဲ့ long lasting ဖြစ်တယ်လို့တော့ပြောကြတယ်ဒီကောင်okay နောက်ပြီးတော့ဒီကောင်ကဈေးများတယ်ဆိုရင်ဒီကောင်ရဲ့ alternative ရှိတယ်ဒီကောင်ရဲ့ alternative ကဒီကောင်ဆိုတော့လာဘိုးရဲ့ sandal 33ရဲ့အနှံ့အတိုင်းပဲဒီကောင်ကလည်းဒီကောင် sandal number 1ဆိုပြီးတော့ the lab ဆိုပြီးတော့ဒီကောင်ရှိတယ်ဆိုဒီကောင်ရဲ့ sun profile ကိုပြန်ဆန်းကြည့်လိုက်မယ်တော်တော်လေးကိုစင်နေဗျဒီကောင်ကနေ okay ဒီကောင်က sandalwood ကြီးပဲတစ်လျှောက်သွားနေရပါတော့လလာဘိုးကကြတော့ sandalwood အပြင်ကိုမှအနောက်က floral အနှံ့လေးနည်းနည်းလေးပါတယ် okay original တော့ပို့ပြီးတော့လှတာပေါ့နော်အနှံ့ profile ဒါပေမဲ့ရုပ်တရက်ဆိုရင်အဲ့လောက်ထိခွဲဖို့မလွယ်ဘူးဒီကောင်တော့လုံးဝ hoodie အနှံ့အောင်ပဲသွားနေတာလာဘိုးကကြတော့လုံးဝပြည့်နဲ့အဲ့လို sandalwood အပြင်မှာအနောက်ကပါတဲ့တခြားနှုတ်လေးပေါ့နော်သူရဲ့leathery ဖြစ်တဲ့နှုတ်လေးတွေနည်းနည်းပပလေးပါတယ်နောက်ပြီးဝိုင်းအဲ့နောက်ကပန်းနံလေးတွေ floral အနှံ့လေးအဲ့ဒါလေးတွေပါတယ် okay so versatile ညံဖြစ်ပါတယ် office wear လုပ်လို့ရပါတယ်casual သွားတယ်ဆိုလဲဆုတ်ချင်းဆုတ်လို့ရပါတယ်ဆမ်းမတော့လည်းဒီနဲ့အဆင်ပြေလိုမျိုးစင်ကာပူလိုမျိုးဒီလိုမျိုးမိုးအုပ်နေတဲ့ရာသီဥတုမျိုးတွေနဲ့လည်းအဆင်ပြေတယ်မိုးရွာလည်းအဆင်ပြေတယ်တော်တော်လေးကို versatile ဖြစ်တဲ့ရေမွေးပါ alright ဒါတော့လာလာဘို 133 unboxing first impression ပါကျေးဇူးတင်ပါတယ်ခင်ဗျ